ပေးဆိုင်နေရကကြွေပြောင်းမှာနောက်ဆုံးထွက် 3D မှာပဲအကြွဒီဇိုင်းလေးတွေကိုမှသုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြောင်သွားနေတော့ကဲဒီနေ့မှာတော့ဗီဒီယိုဒီဇိုင်းအသစ်ကလေးတွေဖြစ်ပြီးတော့မြင်သူငေးသွားလောက်အောင်မိုက်တဲ့ quality နဲ့ထုတ်ထားတဲ့အဖြူကဒီဇိုင်းလေးတွေနဲ့မိတ်ဆက်ပေးသွားမယ်ဒီဇိုင်းမဲမှာဆိုလို့ရှိရင်လည်းရောက်ကုန်လို့ပြောရလောက်အောင်ကိုရောက်လိုက်တာနဲ့လူကြိုက်အရင်များပြီးတော့ခဏလေးနဲ့ကုန်ပြီးပစ္စည်းပြတ်သွားတဲ့ဒီဇိုင်းလေးတွေကိုမင်းတို့ကဒီဇိုင်းအသစ်လေးနဲ့ရောပြီးပြန်သွင်းထားပါတယ်ရှင်ကဲဒီနေ့မှာတော့ဒီဇိုင်းလေးရဆိုလို့ရှိရင်မျက်နှာပြင်တစ်ခုလုံးကို 3D မှာပဲ found design လေးဖြစ်ပြီးတော့အများနဲ့ကတ်တဲ့အခါမှာပဲအကြွလေးပါတဲ့အပြင်ကိုညီမတို့ဒီ design လေးဆိုလို့ရှိရင် design အတွင်းထဲမှာသူကစိန်ပွင့်လေးထည့်ပေးထားတယ်စိန်အပွင့်အချွန်လေးတွေကိုရွှေလိုင်းအကြောအကြီးလေးနဲ့ပုံဖော်ပေးထားတဲ့ 3D မှာပဲအကွက်ကလေးတွေပဲဖြစ်ပါတယ်ရုပ်ကြထည့်ပေးထားတယ် 3D ဖောင်းထည့်ပေးထားတယ်အများနဲ့ကတ်တဲ့အခါမှာနေရတစ်ခုလုံးကိုမှာပဲအစစ်ပုံစံမျိုးပုံဖော်ထားတဲ့အကွက်ကလေးတွေပဲဖြစ်ပါတယ်ရှင် quality A grade ပါရေလုံးဝမပေါက်ဘူးအယောင်လုံးဝမကျွတ်ပါဘူးကျွေသားတစ်ခုလုံးကိုfull polish သုံးပေးထားတယ်ကျွေနဲ့ကြောက်အရောပါရှင်မြင်းနီသားလုံးဝမပါပါဘူးเนาะရေလုံးဝမပေါက်ဘူးရှင်အခုပြပေးနေတဲ့ဒီဇိုင်းလေးတွေအကုန်လုံးကိုမင်းတို့ဒေါ်နာချောက်ထွေးတင်မှာလက်လီလက်ကဝယ်ယူအားပေးလို့ရနေပါပြီရှင်ကျေးဇူးတင်ပါတယ်